ရိုက်မှနှက်မှလိမ်မသွားတဲ့ကလေးဆိုတာလုံးဝမရှိဘူးဆိုတာကိုမေမေတွေကိုသိစေချင်တယ်ဒါဆိုရင်ကျမကလေးကိုဘလို့ပြုစုပြောထောင်ရမလဲဘလို့ပြုစုပြောထောင်ရမလဲဆိုရင်ကိုဆုံးမရမယ်လူဆိုတာစိတ်တိုးတတ်တယ်မေမေမှမဟုတ်ဘူးဇူပဲဖြစ်ဖြစ်စိတ်တိုးတတ်တယ်ဒါပေမဲ့ချွင်းချက်အနေနဲ့ကိုကမေမေဖြစ်လာတဲ့အချိန်မှာသိခံရမယ်တစ်ဆက်တည်းမှာပဲအခုကonline ခေတ်ဖြစ်တယ်ပေါ့နော်ဒီ online ပေါ်မှာ social media မှာသူများတွေပြောတာအရာပဲဖြစ်ဖြစ်ကိုတွေပဲဖြစ်ဖြစ်ကိုကလေးတစ်ဖက်နဲ့ငွေရှာဖို့ဖြစ်လာတယ်ဒီလိုမျိုးတွေကိုမှအချိန်တောင်နည်းနည်းလေးပဲရှိတဲ့ကြားထဲကငွေပါရှာအောင်မယ်ဆိုရင်ငွေမရှာခင်မှာပဲမေမေတွေကိုဇင်မလဲကလေးမေတယောက်အနေနဲ့အတိပေးချင်တာလေးတခုကကိုကလေးထိမ့်မဲ့လူကိုတခါတည်းဖန်တီးထားပါဒီလိုမှမဟုတ်ဘူးဆိုလို့ရှိရင်သိကြတယ်ကိုကရောင်းရလာပြီးအလုတ်ကလည်းဖြစ်လာပြီဆိုလို့ရှိရင်ကိုကလေးကိုရိုက်မိမှာပဲဒီလိုမျိုးကိုမရိုက်မနှက်ရပဲနဲ့ကိုရဲ့ဝင်လန်းကြောင်းကလည်းအစင်ပြေလေးနဲ့ကိုကလေးကလည်းအစင်ပြေလေးနဲ့သွားကျင်တယ်ဆိုလို့ရှိရင်ကိုရဲ့ကိုဘွားလူခွဲကိုဖန်တီးထားပါလို့ပြောချင်ပါတယ်ဒီဗီဒီယိုကအကျိုးရှိတယ်ဆိုလို့ရှိရင်ကိုလိုမျိုးကလေးတစ်ဖက်နဲ့ဝင်ငွေရှာခြင်းနဲ့မေမေတွေတီးဖို့ရှယ်ပေးသွားဖို့မမေ့ပါနဲ့